ကရင်ပြည်နယ်ဘက်မှာလူတချို့ကိုးကွယ်နေကြတဲ့ဖိုးတခေတ်ဆိုတာဘာတူလဲလူကြီးမင်းတို့သိပါသလားဖိုးတခေတ်တချို့နေရာတွေမှာဖိုးတခတ်ဖိုးတခေတ်လို့လည်းခေါ်ကြပါတယ်သူ့ကိုကရင်လူမျိုးရိုးရာယုံကြည်မှုတွေမှာကဲတင်ရှင်လိုပုံစံအခက်ခဲကာလမှာပြန်လာပြီးလူတွေကိုကူညီပေးမဲ့သူလို့ယုံကြည်ကြသူတွေရှိပါတယ်။သမိုင်းစာအတိုင်းအတိအကျဖျားသခင်လားလူလားဆိုတာတော့ဒေတာအလိုက်ပြောကြတာမတူကြပါဘူး။တချို့ဒေတာတွေမှာတော့ဖိုးတခေတ်ကိုအထွတ်အမြတ်ထားပြီးပူဇော်ပွဲတွေလုပ်ကြတာတွေ့ရပါတယ်။ဒီယုံကြည်မှုတွေဟာကရင်ရိုးရာယုံကြည်မှုဘာသာရေးယုံကြည်မှုတွေပေါင်းပြီးနှစ်ပေါင်းများစွာဆက်လာခဲ့တာပါ။ဒါကြောင့်ဖိုးတခေတ်ဆိုတာကလူတချို့အတွက်တော့မျှော်လင့်ချက်ရဲ့သင်္ကေတတစ်ခုပဲဖြစ်နေသေးတာပါ။တင်ရောဒီအကြောင်းကိုဘယ်လိုထင်လဲခါမက်မှာပြောခဲ့ပါနော်